အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဉာဏ်ကြီးတော့မြောက်ဆိုတဲ့ရုပ်ပြလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပေးခဲ့ပါဦးခင်ဗျာဉာဏ်ကြီးတော့မြောက်ဂေါရမမြတ်စွာဘုရားဟာဝေလုံဝင်ကျောင်းတော်မှာတည်င်းသုံးတော်မူနေစဉ်တပည့်တော်ဝက်ကယဟန်တို့ဟာဒေဝဒတ်နဲ့ပတ်သက်ပြီးဝေဖန်စကားဆိုကြတယ်ဒေဝဒတ်ဟာငါတို့ရဲ့ဘုရားရှင်ကိုတက်ပြက်လှုပ်ကြံဖို့အမြဲပဲလုံးလာပြုတယ်နော်ဟုတ်ပါရဲ့ဒင်းရဖះရှင်ကိုပဲရဟန်းပြုဖို့စဉ်းစားနေသူပဲယဟန်တို့ရဲ့စကားကိုဖះရှင်ကြားတော်မူတဲ့အခါချစ်သားယဟန်တို့ဒေဝရတ်ဟာအခုမှသာငါ့ကိုတဲ့ရန်ကြံတယ်မဟုတ်ရှေးအတိတွေဘွားကလည်းလောက်ကြံတက်ဖြတ်ဖို့လုံးလာပြူဘူးလေတဲ့ဒါပေမဲ့သူ့အကြံမအောင်ခဲ့ပါဘူးအတိတ်ကိုဆောင်ပြီးဟောဖို့မြတ်ကြားတော်မူပါဖះယဟန်တို့ရဲ့တောင်းပန်လျှောက်ထားမှုကြောင့်မြတ်စွာဘုရားဟာအတိတ်ကိုဆောင်လျက်ဟောကြားတော်မူလေတဲ့လွန်လေပြီးတဲ့အခါကဘာယာနတိပြည်မှာပြမတက်မင်းကြီးမင်းပြူနေစဉ်ဖះလောင်းဟာမြောက်အမျိုးမှာဖြစ်ပြီးမြေကန်တစ်ခုရဲ့အနားမှာတကောင်းတည်းနေထိုင်ကျဆလိုနေတယ်မြေရဲ့အလဲမှာကျွန်းငယ်တကျွန်းရှိနေပြီးအဲ့ဒီကျွန်းပေါ်မှာအရတာထူးခြားလာတဲ့တရက်ပိန်းနဲ့စတဲ့တစ်ပင်ကြီးတွေပေါ်များလှပေတယ်ဖះလောင်းများဟာထူးခြားတဲ့ခွန်အားရှိသူမို့မြေကန်ဆက်နဲ့ကျွန်းရဲ့အကြားမှာရှိတဲ့ကြောက်ဖြာတစ်ခုစီခုန်ကူးလိုက်ပြီးအဲ့ဒီကြောက်ဖြာကနေမှတဆင့်ကျွန်းစီရောက်အောင်ခုန်ကူးလေရှိတယ်။သူဟာရေလေကျွန်းပေါ်ရောက်တယ်ဆိုရင်ပဲတည်တည်တွေကိုအာဘတရခုဆိုစပြီးမှညနေချမ်းခါမှာဒီဘက်ကန်းစီပြန်လဲခုန်ကူးလျက်ပြန်လာလေရှိတယ်။အဲ့ဒီမြေကမ်းကြီးမှာမိเจ้าလင်မယားစုံတွေလဲမိတင်းနေထိုင်လျက်ရှိကြပြီးမိเจ้าမဟာရေလေကျွန်းဒီခုန်ကူးသွားလေရှိတဲ့မြောက်ကိုမကြခဏမြင်တွေ့နေရကစိတ်မှာချင်းချင်းဖြစ်ပေါ်လာတယ်။အဲ့ဒီမြောက်ရဲ့နှလုံးကိုစားကျင်လိုက်တာဒါနဲ့ပဲလင်းဖြစ်တဲ့မိเจ้าအထီကိုဦးစားလေးတော့တယ်။မောင်ကြီးရေအဲ့ဒီမြောက်ကိုဖမ်းပေးပါလား။ဘာလို့ဖို့လဲ။သူ့ရဲ့နှလုံးသားကိုစားကျင်လို့ပါဖမ်းပေးပါနော်။ရှင်မစားကျင်တယ်ဆိုတော့လေဖမ်းပေးရမှာပေါ့။ဒါနဲ့ပဲမိเจ้าအထီဟာမြောက်ရဲ့လှူရှားသွားလာမှုကိုစောင့်ကြည့်အကဲခတ်ပြီးဟုတ်ပြီဒင်းဟာမြေကမ်းကျင်နဲ့ကျွန်းရဲ့ကြားကကြောက်ဖြာကိုတစ်ချက်ထောက်ပြီးမှခုန်ကူးလေရှိတယ်။ဒီတော့ငါကကြောက်ဖြာအဖြစ်ဟန်ဆောင်နေပြီးမှဒင်းကိုအမိဖမ်းရမယ်။ဒီလိုနဲ့မိเจ้าဟာကြောက်ဖြာပေါ်မှာဝင့်နေလိုက်တော့တယ်။မြောင်မင်းဟာကျွန်းပေါ်မှာတည်တည်စားပြီးလို့ဝါလင်းတဲ့အခါမြေကမ်းကျစီပြန်ဖို့ဟန်ပြင်လေတော့တယ်။ညနေတောင်စောင်းနေပြီးပြန်လေမှပဲ။သူဟာကျွန်းကနေခုန်ကူးရမယ်ကြောက်ဖြာစီလှမ်းကြည့်လိုက်တယ်ဆိုရင်ပဲစိတ်ထဲမှာတန်တရားဝင်သွားတော့တယ်။အလိုကြောက်ဖြာဟာခါတိုင်းနဲ့ကြီးပြီးရေမျက်နှာပြင်ပေါ်မှာအတော်မြင့်မြင့်ကြီးပေါ်နေပါလား။ရေကြချိန်လည်းမဟုတ်ပဲဘာဖြစ်လို့ဒီလောက်တောင်ကြောက်ဖြာကရေပေါ်နေရတာလဲ။အေကန်ကတော့ကြောက်ဖြာပေါ်မှာမိเจ้าတကောင်တက်ဝစ်နေပြီးငါ့ကိုဖမ်းဖို့ကြောက်ဖြာဟန်ဆောင်နေတာပဲဖြစ်ရမယ်။ဟုတ်မဟုတ်စမ်းကြည့်အောင်မ။အဲ့ဒါနဲ့မြောင်မင်းဟာမြေကမ်းဆက်မှာရက်တည်ပြီးကြောက်ဖြာကိုလှမ်းခေါ်လိုက်တယ်။အိုးကြောက်ဖြာလေးရေကြောက်ဖြာလေးမြောင်မင်းရဲ့ခေါ်တန်ကြတော့မိเจ้าကြီးကငြိမ်နေလိုက်တော့တယ်။ဒင်းကကြောက်ဖြာကိုများခေါ်ရတယ်လို့။အိုးကြောက်ဖြာလေးကြောက်ဖြာလေးအိုးကြောက်ဖြာလေးရဲ့ဒီနေ့မှာဘာဖြစ်လို့စကားတုံ့မဆိုရတာလဲ။ဟိုနေ့တွေတော့လို့စကားတုံ့ဆိုပါအောင်။မြောင်မင်းရဲ့စကားတန်ကြတော့မိเจ้าကြီးဟာဇဝေဇဝါဖြစ်သွားတော့တယ်။ဟာငါရဲ့ဘာအောက်ကကြောက်ဖြာဟာအဲ့ဒီမြောက်ခေါ်ရင်ပြန်ထူးလေရှိတဲ့ကြောက်ဖြာနဲ့တူတယ်။မဖြစ်ဘူးဒီတခါခေါ်ရင်ပြန်ထူးလေမှာ။အိုးကြောက်ဖြာလေးကြောက်ဖြာလေးရေ။အိုးကြောက်ဖြာလေးရေကြောက်ဖြာလေး။ဘာတော့မြောင်မင်းရဲ့အလိုတတ်မဲ့ပစ္စည်းဖြစ်တဲ့ကြောက်ဖြာကဘယ်နဲ့ပြန်ထူးရတာပါလဲ။အဲ့ဒါဟာကြောက်ဖြာမဟုတ်နိုင်ဘူး။သင်ဟာဘာတူလဲ။ငါဟာမိเจ้าပါပဲ။ဘာကြောင့်ကြောက်ဖြာဟန်ဆောင်ပြီးဝင့်နေရတာပါလဲ။တင့်ကိုဖမ်းကျင်လို့ပါ။ဖမ်းပြီးဘာလို့ဖို့ပါလဲ။တင့်ရဲ့နှလုံးသားကိုငါရဲ့မယားမိเจ้าမကစားကျင်တယ်ဆိုလို့ပါ။အိုးဒီလိုကြောင့်လား။ကောင်းပြီလေ။တင့်ရဲ့မိเจ้าမဆန္ဒပြေဝစေဖို့ငါကောင်ကစတေးခံပါမယ်။တင့်ရဲ့ပါဇက်ကူတာအစွမ်းကုန်ဖြဲတာငါတင့်ရဲ့ကတွင်နဲ့ခုံချပြီးအဇက်တေးခံပါပါ။မိเจ้าကြီးလည်းအဟုတ်မှတ်ပြီးအာကတွင်ကိုအစွမ်းကုန်ဖွင့်လိုက်တော့တယ်။မိเจ้าတို့ရဲ့ထုံးစံကကတွင်ကိုအစွမ်းကုန်ဖွင့်လိုက်ရင်မျက်လုံးတို့ကအလိုလိုပိတ်သွားရ
ကိုလည်းမိယောင်ထီးကြီးဟာအာကတွင်းကိုအစွမ်းကုန်ဖဲဟာလိုက်တဲ့ဆိုရင်ပဲမျက်လုံးတွေဟာပိတ်ဟသွားတယ်။ရောင်မင်းဟာကျွန်းဆက်ကနေမိကျောင်းရဲ့ခေါင်းတိတ်ပေါ်ခုံလိုက်ပြီးတစ်ချက်ထောက်ကပြက်ကန်းဆက်စီဆက်ခုံလိုက်တော့တယ်။မိကျောင်းဟာမြောက်ကိုဘလို့မှမဖမ်းနိုင်တော့ဘူး။တော်တော်လေးနဲ့မြောက်ပါလား။ငါရဲ့ခေါင်းတိတ်ကိုကြောက်ဖြာအမှတ်နဲ့တစ်ချက်ထောက်ပြီးခုန်ကူးသွားတယ်။အိုးမြောင်မင်းတင့်ရဲ့နှလုံးသားထဲမှာကိန်းဝင်နေတဲ့သစ္စာပညာလုံးလာစွန်ခြင်းအဲ့ဒီလေးပါးကြောင့်ရန်ဟူသမျှကိုအနိုင်ယူနိုင်ပေတယ်။မိကျောင်းဟာမြောင်မင်းကိုချီးမွမ်းစကားဆိုပြီးတဲ့နောက်သူ့ရဲ့နေရာစီထွက်ခွာသွားတော့တယ်။ချစ်သားယဟန်တို့ဒေဝဒတ်ဟာခုဘဝမှာဒါငါ့ကိုတက်ဖြတ်ဖို့လုံးလာပြုသည်မဟုတ်။အဲ့ဒီရှေ့အတိဒီဘဝကလည်းလုံးလာပြုဘူးသည်။ယခုအခါဒေဝဒတ်ဟာအဲ့ဒီတုန်းကမိကျောင်းအထီးဖြစ်ပြီးယခုအခါဇိန္ဒမာနဟာအဲ့ဒီတုန်းကမိကျောင်းမှာဖြစ်ခဲ့တယ်။ယခုအခါငါဖယားဟာအဲ့ဒီတုန်းကမြောင်မင်းပဲဖြစ်ပေတယ်။အစီအစဉ်လေးကိုခုလိုအစားဆုံးနားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။